တရက်မှာရဟင်းကတော့တငယ်ချင်းတွေနဲ့အတူတူလဲဖို့သွားခဲ့ပါတယ်။သွားရင်းနဲ့လမ်းမှာဓာတ်ဆီဆိုင်တစ်ဆိုင်မှာရပ်ပါတယ်။ဦးလေးစီ9000မိုးလောက်ထည့်ပေးပါအောင်။တငယ်ချင်းရဲ့9000မိုးမထည့်နဲ့အပြည့်ထည့်ထားလိုက်တော့ကြလမ်းမှာဓာတ်ဆီဆိုင်တွေမတွေ့ရင်ရောအဲ့ဒီဓာတ်ဆီဆိုင်ရဲ့အပင်တပင်မှာစုံးမကြီးတယောက်ထိုင်နေခဲ့ပါတယ်။အော်ဒီလူတွေကလဲဖို့သွားမလို့ကိုငါလိုက်သွားမှပဲဖြစ်မယ်။အဲ့လိုနဲ့ပဲထိုတရေမကတိတ်တိတ်လေးကားနောက်ဖုံးထဲမှာဝင်ထိုင်သွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲသူတို့တွေကတော့စီထည့်ပြီးတော့မှနန်းတော်ဟောင်းတစ်ခုတည်းကိုသွားခဲ့ပါတယ်။သူတို့တွေကတော့ကားကိုအမြန်ကြီးမောင်းပါတယ်ပြီးတော့တချင်းတွေဆိုပြီးတော့မှပျော်ပျော်ပပနဲ့သွားနေခဲ့ပါတယ်။တကယ်ချင်းမင်းတချင်းဆိုတာနဲ့ငါအရက်ပလင်းအောင်သတိရသွားပြီ။အဲ့လိုနဲ့ပဲသူတို့တွေကတော့အရက်ဆိုင်တစ်ဆိုင်မှာရက်ခဲ့ပါတယ်။ဗီဂရမ်တွေသွားပြီးတော့မှလေဘီယာတစ်ပလင်းလောက်ယူခဲ့ပါအောင်ပြီးတော့အမီးလဲဝယ်ခဲ့အောင်နော်အဲ့လိုနဲ့ပဲသူကတော့ဆိုင်မှာသွားပြီးတော့မှဘီယာတစ်ပလင်းနဲ့အမီးဝယ်ပြီးတော့မှကားပေါ်လာခဲ့ပါတယ်အဲ့လိုနဲ့ပဲသူတို့တွေကကားထဲမှာဘီယာကိုတောက်ကြတယ်နန်းတော်ဟောင်းကိုရောက်ခဲ့နေပါပဲကားကတော့ပြတ်သွားခဲ့ပါတယ်ဟာကားကဘာဖြစ်တာတော့အေးငါအရင်ဘက်ကပဲပြင်လာတာဘာဖြစ်သွားလဲမသိဘူးစဉ်းကြည့်ရအောင်မင်းတို့နှစ်ယောက်တော့ကားကိုကြည့်လိုက်ပေါ့ဘယ်နာပြက်လဲဆိုတာငါကတော့နန်းတော်ဟောင်းထဲမှာသွားကြည့်မယ်ငါကြားဘူးတာလေအဲ့ထဲမှာတဲ့အရှင်ကနေခဲ့တဲ့ငွေထီးနဲ့မွေမရဲ့ပုံချိတ်ထားတယ်တဲ့ငါကတော့အဲ့ဒါသွားကြည့်တော့မယ်မွေမနဲ့မွေထီးကဘလောက်ထိများချောမလဲမသိဘူးအဲ့လိုနဲ့ပဲပျော်ပျော်နဲ့ပဲဘီယာပလင်းကင်ပြီးတော့မှနန်းတော်ဟောင်းဘက်ကိုသွားခဲ့ပါတယ်ဟဲ့ငါ့ကိုလည်းစောင့်အောင်လေကောင်မလေးနာမည်ကြားတာနဲ့ပဲသွားချင်နေပြီလားဟုတ်လားခဏလေးစောင့်ပါအောင်ဒီကမင်းရဲ့ကားလေးအဲ့တော့မင်းပဲကြည့်လိုက်တော့ငါကတော့သွားပြီစုံးမကြီးကတော့ဒီအတန်တွေကိုကားရိုက်ခနေနေပြီးတော့မှကြားနေခဲ့ရပါတယ်အဲ့လိုနဲ့ပဲစုံးမကြီးကတိတ်တိတ်ကလေးကားနောက်ဖုံးတဲကနေထွက်သွားခဲ့ပါတယ်ရဟင်းကကားပြင်နေတာကိုသူမကတွေးခဲ့ရပါတယ်အိုးဒါအခွင့်အရေးကောင်းပဲဒီအခွင့်အရေးကိုယူမပဲဖြစ်မယ်အဲ့လိုနဲ့ပဲအဲ့ဒီစုံးမကြီးကကားရိုက်ကနေနေပြီးတော့မှတက်စီရီကိုခိုးခဲ့ပါတယ်အဲ့လိုနဲ့ပဲဓာတ်စီတွေကတော့ပလင်းအပြည့်ရသွားခဲ့ပါတယ်။ငါတို့ဓာတ်စီတွေထုတ်ပြီးသွားပြီ။ကြီးကြရအောင်ဒီနေရာကနေဒီကဘလို့ထွက်လဲဆိုတာ။အဲ့လိုနဲ့ပဲစုံးမကြီးကတော့ချောမောလာပတဲ့မိန်းကလေးအသွင်ကိုပြောင်းပြီးတော့မှရဟင်းဖြီကိုသွားခဲ့ပါတယ်။ကျမတခုကူညီပေးရမလား။ရဟင်းကတော့ဒီလိုချောမောလာပတဲ့မိန်းကလေးကိုတွေ့ပြီးတော့မှသူ့အလှတွေထဲမှာနစ်မျောသွားခဲ့ပါတယ်။ရပါတယ်။ကားပြင်လို့ပြီးပါပြီ။ဒါနဲ့ညီမကအရန်လှတာပဲနော်။အော်ရှင်ကလည်းကျမထက်လှတဲ့မိန်းကလေးတွေကအဲ့နန်းတော်ဟောင်းထဲမှာရှိတယ်လေ။ကြည့်ချင်လား။ညီမကအဲ့နန်းတော်ဟောင်းရဲ့အကြောင်းကိုသိတာလား။သိတာပေါ့။ကျမနဲ့တူလိုက်ခဲ့လေ။အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်ကတော့နန်းတော်ဟောင်းရှိကိုသွားခဲ့ပါတယ်။ဒီနေ့ကအဲ့ဒီကောင်မလေးကိုမြင်ပြီးတော့မှစိတ်ထဲမှာအယမ်းကိုပျော်နေခဲ့ပါတယ်။ဟဲ့ကောင်ကြည့်ပါဦးရဟင်းကကောင်မလေးချောလေးကိုယူခဲ့တာတော့အရမ်းမိုက်တာပဲအဲ့လိုနဲ့ပဲအဲ့ဒီကောင်လေးတွေကအဲ့ဒီမိန်းကလေးကိုစားခဲ့ပါတယ်ကျမပုံးမယ်နော်ကျမဘသူအရင်ဆုံးရှာနိုင်မလဲဆိုတာကိုကြည့်ကြသေးတာပေါ့အဲ့လိုနဲ့ပဲသူတို့၃ယောက်ကတော့ထိုမိန်းကလေးကိုနန်းတော်တစ်ခုလုံးထဲမှာရှာဖွေခဲ့ပါတယ်သူမကတော့စုံမအသွင်ကိုပြန်ပြီးတော့ပြောင်းခဲ့ပါတယ်ပြီးတော့သူတို့တွေလာမဲဟာကိုစောင့်နေခဲ့တယ်ကျမကဒီမှာကျမကိုရှာကြပါဒီနစ်ကတော့စုံးမကြီးရဲ့ချိုသားတဲ့အတန်ကိုကြားခဲ့ရပါတယ်။အော်ကြည့်ရဒီအခန်းထဲမှာပဲထင်တယ်။အဲ့လိုနဲ့ပဲအဲ့ဒီကောင်လေးကအခန်းထဲကိုဝင်သွားတဲ့အချိန်မှာပဲစုံးမကြီးကသူ့ကိုတက်ပစ်ခဲ့ပါတယ်။ဗီဂရမ်အော်ရဲ့အတန်ကိုကြားပြီးတော့မှရဟစ်ကရောက်လာခဲ့ပါတယ်။ရဟစ်ကဗီဂရမ်ကိုတွေ့ရတဲ့ပဲအနောက်ကနေစုံးမကြီးကရဟစ်ကိုလည်းလဲပင်းညစ်ပြီးတော့မှတက်ခဲ့ပါတယ်။စုံမကြီးကတော့ဒီနစ်ကိုလိုက်ရှာနေခဲ့ပါတယ်ဒီနစ်ကတော့စုံမကြီးပုံနေတာကိုတွေ့သွားခဲ့တယ်အိုးဒါစုံမကြီးပဲထွက်ပြေးကြမယ်ကဲကြပါအောင်တဲရောက်ရှိကြလားကျွန်တော်ကဲပါအောင်ဒီနစ်ကတော့အကူကြီးလမ်းတောင်းနေခဲ့ပါတယ်ဒါပေမဲ့လည်းသူ့ကိုဘယ်သူမှမကူညီခဲ့ပါဘူးဘယ်သူမှမင်းရဲ့အတန်ကိုကြားမှမဟုတ်ဘူးအားလုံးကမင်းကိုမိုးကောင်းကင်ပေါ်ကနေစောင့်နေကြတယ်လေလာခဲ့ငါရှိလာခဲ့မင်းတငယ်ချင်းနဲ့ရှင်ကိုပို့ပေးမယ်လေအဲ့ဒီမှာဘီယာနဲ့အမီးလဲရမှာအဲ့လိုနဲ့ပဲဒီနစ်ကကြောက်ပြီးတော့မှထွက်ပြေးခဲ့ပါတယ်ထွက်ပြေးရင်းနဲ့အပြေးမှာရက်ထားတဲ့ကားနားကိုရောက်သွားခဲ့တဲ့
ကားကိုတွေ့ရနေပဲကားထဲမှာဝင်ထိုင်ခဲ့ပါတယ်ပြီးတော့ကားမောင်းဖို့အတွက်ကြိုးစားခဲ့တယ်ပြီးတော့ကားကိုဆက်နိုးခဲ့တယ်ဟာဒီကားကဘာဖြစ်သွားတော့ဆက်နိုးလို့လည်းမရအောင်ဘာဖြစ်လို့နိုးလို့ရမနေတာတော့အဲ့ဒီအချိန်မှာပဲစုံမကြီးကကားရဲ့အရှိမရှိပြီးတော့မှရောက်လာခဲ့ပါတယ်ဒီနေ့ကိုဓာတ်စီဘူးပြပြီးတော့မှပြောပါတယ်ဟာမင်းသားဒီမှာကြည့်အောင်မင်းကဒါအောင်များလိုအပ်နေရလားဒီနေ့ကတော့ကြည့်ပြီးတော့မှအံ့ဩသွားခဲ့ပါတယ်နင်ကဒီဓာတ်စီယူပြီးတော့မှဘာလုပ်မှာတော့တောက်ရတဲ့အရာလည်းမဟုတ်ဘူးလေဟုတ်လားဒါပေမဲ့လေကားမောင်းလို့ရတာပဲလေအခုတော့စဉ်းစားလေငါရှီကနေလွတ်အောင်ဘယ်လိုလုပ်မှာတော့ဒီတရေမကလည်းကွာဓာတ်စီတခိုးကြီးပဲနင်အရှက်မရှိဘူးလားတရေမဖြစ်ပြီးတော့မှဓာတ်စီတွေခိုးနေတာအဲ့လိုနဲ့ပဲသူကတော့ကားပေါ်ကနေဆင်းပြီးတော့မှထွက်ပြေးခဲ့ပါတယ်သူကတော့ဖြက်လန်းတွေကိုတိနေခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဖြက်လန်းကနေပဲသွားခဲ့ပါတယ်ဒီကောင်ဗမာသွားပုံးနေပြီလေသုံးမကြီးကတော့သူ့ကိုလိုက်ရှာရင်းနဲ့လမ်းမကြီးပေါ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီမှာထရက်ကားတစ်စီးရက်နေရကိုတွေးခဲ့ပါတယ်အဲ့ဒီကောင်နောက်မှပဲလိုက်ဖမ်းတော့မယ်အခုတော့ဒီထရက်ကားကိုကြည့်လိုက်အောင်မယ်အဲ့လိုနဲ့ပဲထိုးဆုံးမကြီးကတိတ်တိတ်ကလေးအဲ့ထရက်ကားရှိကနေနေပြီးတော့မှလဲဓာတ်စီတွေထုတ်ခဲ့ပါတယ်ဒီနေ့ကတော့ပုံးပြီးတော့မှဒီမြင်ကွင်းကိုကြည်နေခဲ့ပါတယ်ဒီတရေမှာဓာတ်စီတွေခိုးပြီးတော့မှဘာများလောက်လဲမသိပါဘူးသူကဘာကြောင့်ဓာတ်စီတွေလိုအပ်နေရလဲမသိဘူးနည်းနည်းအကြာမှာစုံးမကြီးကဓာတ်စီတွေတောက်နေတာကိုတွေ့ခဲ့ရပါတယ်အရှမ်းအရသာရှိတာပဲဒီဓာတ်စီသာမရလို့ရှိရင်ငါအားနေသွားလိမ့်မယ်စုံးမကြီးကဓာတ်စီတောင်းရင်နဲ့တချင်းတွေဆိုခဲ့ပါတယ်အဲ့ဒါပြီးတော့မျက်နှာကိုမော့ပြီးတော့မှပါဇက်ကနေနေပြီးတော့မီးတွေကိုထုတ်ခဲ့ပါတယ်တင်နစ်ကဒါကိုမြင်ပြီးတော့မှအရန်ကိုကြောက်လန့်သွားခဲ့ပါတယ်ဒါကြောင့်မလို့ဆက်ပြီးတော့အဲ့နေရာမှာမနေဘဲနဲ့တောလန်းကနေနေပြီးတော့မှထွက်ပြေးခဲ့ပါတယ်အရန်ကြောက်စရာကောင်းတာပဲတော်ပြီနောက်ကြလို့ရှိရင်ကောင်မလေးတွေတွေ့ရနဲ့စိတ်မဝင်စားတော့ဘူးစလည်းမစတော့ဘူးနေ့ရှိဒီတခုတော့နေနားလဲထားလိုက်နော်နေမိန်းမကလွဲပြီးတော့မှကျန်တဲ့မိန်းကလေးတွေကနေရဲ့အမေဒါမှမဟုတ်လို့ရှိရင်နေရဲ့ညီမအမတွေပဲအဲ့လိုပဲဒီနေ့ကပြင်းနဲ့သူ့ရဲ့အိမ်ကိုရောက်သွားခဲ့ပါတော့တယ်